ကိုဝင်3လရှိနေပြီလို့ဟာမောင်နိုင်ငံခြားပြန်ရောက်တာတစ်လပဲရှိသေးတယ်လေလိုင်းမော်နေအဆက်အသွယ်ရှိုံနဲ့ကိုဝင်ရနိုင်တယ်အခုခက်ကအဲ့လိုပါလေဆိုဟာဟိုးဟွေလာမရေပြောဦးလားမောင်ရဲ့ဩပြောတယ်ဟင်းစောက်ရည်တဲ့ဖုန်းဝင်လာသေးတယ်ကတူးတဲ့ကျော်ကြီးတဲ့ speaker ဖွင့်လိုက်လေအေးကျော်ရအောင်ပြောမင်းပြန်ရောက်နေပြီဆိုခုမှမတော့ငါအိမ်မလေးမင်းလာလဲမလားငါတွေ့ရလဲကြာပြီဆိုတော့တော်ပါပြီကွာမင်းအိမ်မှာဆိုတော့မလာတော့ဒါပဲဟာဟေ့ဒီကောင်ဘာလဲဟာဟောမောင်တငယ်ချင်းကြော်ကြီးလေမောင်မရှိတော့ငါအိမ်လာလေသေးတယ်မောင်ရဲ့မောင်မရှိတော့အိမ်လာလေတာဒါမဲ့ကြာပါပြီမောင်ရဲ့ဘယ်တော့ကြာတော့ကြာပြီဆို3လလောက်ဖြစ်မယ်ထင်တယ်3လကိုဝင်3လရှိနေပြီလို့ဟာမောင်နိုင်ငံခြားပြန်ရောက်တာတစ်လပဲရှိသေးတယ်လေလိုင်းမော်နေအဆက်အသွယ်ရှိုံနဲ့ကိုဝင်ရနိုင်တယ်အခုခက်ကအဲ့လိုပါလေဆိုဟာဟိုးဟွေလာမရေပြောဦးလားမောင်ရဲ့ဩပြောတယ်ဟင်းစောက်ရည်တဲ့ဖုန်းဝင်လာသေးတယ်ကတူးတဲ့ကျော်ကြီးတဲ့ speaker ဖွင့်လိုက်လေအေးကျော်ရအောင်ပြောမင်းပြန်ရောက်နေပြီဆိုခုမှမတော့ငါအိမ်မလေးမင်းလာလဲမလားငါတွေ့ရလဲကြာပြီဆိုတော့တော်ပါပြီကွာမင်းအိမ်မှာဆိုတော့မလာတော့ဒါပဲဟာဟေ့ဒီကောင်ဘာလဲဟာဟောမောင်တငယ်ချင်းကြော်ကြီးလေမောင်မရှိတော့ငါအိမ်လာလေသေးတယ်မောင်ရဲ့မောင်မရှိတော့အိမ်လာလေတာဒါမဲ့ကြာပါပြီမောင်ရဲ့ဘယ်တော့ကြာတော့ကြာပြီဆို3လလောက်ဖြစ်မယ်ထင်တယ်